ချစ်ခင်လေးစားပါတယ်ကျွန်တော်ရဲ့တိတ်ချစ်ပြိဿမှာခင်ဗျာကျွန်တော်စာစုတေးရှင်ဂီတာဖေဝင်မှာဒီနေ့ကျွန်တော်ရဲ့တိတ်ချစ်ပြိဿများကိုကျွန်တော်ရဲ့တိတ်တချင်းလေးတွေကိုကျွန်တော်တင်ပြပြောပြခြင်းပါတယ်အခုကျွန်တော်ကိုယ်တိုင်ရေးတဲ့တချင်းတစ်ပုဒ်ဒီကောင်းစဉ်လေးလက်ဆန်းသစ်ပါတယ်လိုက်သူမရှိပဲပြေးရစို့တိတ်ချစ်သူများစဉ်းစားကြည့်လေဘယ်သူမှမလဲပဲဘာကြောင့်ပြေးနေရတာလဲနော်တရေတွေ့လို့လည်းမဟုတ်တစေလျှောက်လို့လည်းမဟုတ်ဘယ်သူမှမလဲပဲပြေးနေရတယ်တိတ်ပဲကတော့ရှင်းပြောရင်ဒီချစ်သူနဲ့ဝေးအောင်ရှောင်းခွာထွက်ပြေးနေရတဲ့ဘောပဲလိုက်သူမရှိပဲပြေးရစို့ဒါကိုယ်တိုင်ရေးကိုယ်တိုင်ဆိုတာပါနော်နောက်တော့ကြည့်ပါချစ်လာပြီးသူမောမေအောင်ယူစားရခြင်းတကယ်တော့မလွယ်လှပါသည်တန်တမှုသည်အစင်သာရင်မကဲအောင်နေသည်မြမုံရင်ဆိုတာအစားထိုးမရပါပြီချစ်လာပါသည်ဆိုတော့လေအသေးကြီးငါမဆုံးစည်းနိုင်ပါပြီမြစ်တာမြင်မဟီသစ္စာပေပြီးခဲ့သည်မြဘဝချင်းဝေးဖို့ဖလာသည်ဒီမြေဒီမှဒီထွက်မီဝေးတနေရစီဝါမကူသည့်အသက်ပြုံးရောင်မဟာသည်ရှာသူမရှိပဲပုံရှောင်ရသည်ဝါမကူသည့်အသက်ပြုံးရောင်မလှသည်ရှာသူမရှိပဲပုံရှောင်ရသည်မူအောင်ကြိုးစားကြည့်ပါ၏အောင်မေအောင်ကြိုးစားကြည့်ပါ၏တကယ်တော့ဘဝသည်လိုက်သူမရှိပဲဒီနေရသည်သာအော်မောဟတ်တယ်မလို့မာသည်တန်တမှုရီစင်သာရင်မကဲအောင်နေသည်မြမုံရင်ဆိုတာအစားထိုးမရပါပြီချစ်ရပါသည်ဆိုတော့လေအသေးကြီးမှမဆုံးစည်းနိုင်ပါဘူးမြစ်တာမြင်မဟီသစ္စာပေပြီးခဲ့သည်မြဘဝချင်းဝေးဖို့ဖလာသည်ဒီမြေဒီမှဒီထွက်မီဝေးတနေရစီဝါမကူသည့်အသက်ပြုံးရောင်မလှသည်ရှာသူမရှိပဲပုံရှောင်ရသည်ဝါမကူသည့်အသက်ပြုံးရောင်မလှသည်ရှာသူမရှိပဲပုံရှောင်ရသည်မုံအောင်ကြိုးစားကြည့်ပါမယ်အော်မိအောင်ကြိုးစားကြည့်ပါမယ်တကယ်တော့ကိုဘဝသည်လိုက်သူမရှိပဲ